နဲ့အမေစီရောက်မလာနိုင်သားသမီးများကပဲစိတ်ကူးအရွယ်လုံးနေမိဘနှစ်ပါးမှာအဖေတွေပေါ်ခြေစူးတရားမေကိုကြောကိုင်းသွားတော့လေသားသမီးပေါ်ထားတဲ့မြတ်တာမပြေအစင်ပြေရလာသားတွေအစင်ပြေရလာသမီးတွေဒီမိဘနှစ်ပါးဘဝတနာစရာဒါမိဘတို့ဖြစ်စင်လားသားသမီးများကပဲစိတ်ကူးကနဝင်တကယ်မြောက်အဖေရဲ့နေကောင်းလာလို့အမေရဲ့နေကောင်းလာတော့ဒီသတင်းလေးတော့မမေ့တော့ဘူးအဖေနဲ့အမေစီရောက်မလာနိုင်သားသမီးများကပဲစိတ်ကူးအရွယ်လုံးနေမိဘနှစ်ပါးမှာအဖေတွေပေါ်ခြေစူးတရားမေကိုကြောကိုင်းသွားတော့လေသားသမီးပေါ်ထားတဲ့မြတ်တာမပြေအစင်ပြေရလာသားတွေအစင်ပြေရလာသမီးတွေဒီမိဘနှစ်ပါးဘဝတနာစရာဒါမိဘတို့